ပြန်ရှာတဲ့ငှက်ကလေးဘဝမှာအသက်ပေးရမယ့်ဖြစ်တွေများလည်းမကြောက်ပါသမီးငယ်တွေလို့ရင်ဆိုင်လာမဆုံးရှိမှာအချစ်ဦးနဲ့တွေ့လို့တဲမာနာဘဝသေးဘူးခဲ့ရင်တခါတည်းနဲ့မသိအောင်မချစ်စစ်တဲ့ပေါ်နဲ့မင်းကကိုချင်းမစားနာရာလေးဟာတခွေတော့တွေ့မှာပါမောင်တဲနှလုံးခွဲခဲ့သူရဲ့အသေးကိုမင်းယူတော့ကမောင်လေးတခါသေးပြေမောပါအေးဟာရီမာဘယ်လိုဆိုရမောင်တယောက်နာလေလူကိုယူပါတဲ့ကိုချမ်းသာပြီးပါဒီလိုပူလောင်နေပါရဲ့ဆိုရင်မိန်းကလေးတနာလို့မုန်းလာပါနဲ့ကွယ်ပြန်ရှာတဲ့ငှက်ကလေးဘဝမှာအသက်ပေးရမယ့်ဖြစ်တွေများလည်းမကြောက်ပါသမီးငယ်တွေလို့ရင်ဆိုင်လာမဆိုးရှိမှာအချစ်ဦးနဲ့တွေ့လို့တဲမာနာဘဝသေးဘူးခဲ့ရင်တခါတည်းနဲ့သိလောက်တာမို့ချစ်စစ်တဲ့ပေါ်နဲ့မင်းကကိုချင်းမစားနာရာရီယာခွေတော့တွေ့မှာပါမောင်တဲနှလုံးခွဲခဲ့သူရဲ့အသေးကိုမင်းယူသွားတော့မောင်လေးတပါးသေးပြေမောပါအေးဟာရီမာဘယ်လိုဆိုရမောင်တယောက်နာလေလူကိုယူပါတဲ့ကိုချမ်းသာပြီးပါဒီလိုပူလောင်နေပါရဲ့ဆိုရင်မိန်းကလေးတနာလို့မုန်းလာပါနဲ့ကွယ်ဘဝသေးဘူးခဲ့ရင်တခါတည်းနဲ့သိလောက်တာမို့ချစ်စစ်တဲ့ပေါ်နဲ့မင်းကကိုချင်းမစားနာ